စကားမပြောရတာကြာတော့နည်းနည်းလေးပြောကျင်လာတာလေးတွေပေါ့လေသွားကျဲတယ်စကားဝဲတယ်နည်းနည်းတော့တိခံပေးသွားရင်လာရင်စဉ်းစားမိတာလေးပြောကျင်တယ်လူတွေကအချက်ခံကျင်တယ်ဗီဒီယိုဆိုင်ခံကျင်တယ်တခုခုလိုကျင်တယ်ရကျင်တယ်ပိုင်းကျင်တယ်ဒါပေမဲ့သူတို့စိတ်ထဲမှာသူတို့ကိုသူတို့မတွေးမိတာကသူကအဲ့ဒီအရာနဲ့ထိုက်တန်ရဲ့လားဆိုတာကိုသူတို့မတွေးကြဘူးဥပမာကျွန်တော်ဆိုအရန်ဗီဒီယိုဆိုင်ခံကျင်တယ်ကျွန်တော်ရဲ့လုပ်ရကျွန်တော်ရဲ့ကိုကျင်တရားကျွန်တော်ရဲ့အရေးအချင်းတွေကကျွန်တော်လိုချင်တဲ့ဂရုစိုက်မှုနဲ့ထိုက်တန်ရဲ့လားဆိုတာကိုကြတော့ကျွန်တော်ကကိုမသိမိန်းကလေးတယောက်ရဲ့ချစ်ချင်းကိုခံကျင်တယ်မိန်းကလေးတယောက်ကကိုချစ်တာကိုကလိုချင်တယ်အရင်အချစ်ခံကျင်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကိုနိုင်ကတော့ကိုနိုင်ကတော့အဲ့ဒီလိုအချစ်ခံရဖို့အတွက်ထိုက်တန်တဲ့လူတယောက်ဖြစ်နေပြီလားဆိုတော့ကိုမသိဘူးလူတော်တော်များများမှာအဲ့ဒီဟာလေးရှိတယ်ပေါ့နော်သူကကိုဂရုမစိုက်ဘူးသူကကိုမချစ်ဘူးသူကကိုဒါမပေးဘူးသူတို့တွေကကိုဒီလိုမတုံ့ပြန်ဘူးဆိုတာကိုမှအဲ့ဒီအရာတွေနဲ့ထိုက်တန်တဲ့အရေးအချင်းမရှိတာမျိုးလည်းဖြစ်နိုင်တယ်တစ်ဖက်သူကိုကြည့်ပဲအပြစ်သွားတင်လို့မရဘူးပေါ့နော်အဲ့လိုအဘေးဖြစ်သူ့နေရာနဲ့သူလောကကြီးကတော့ပေးထားတာတန်ရပေါ့လေကျွန်တော်နဲ့ထိုက်တန်တဲ့အရာအလုံးကျွန်တော်ပေးထားပြီးသားအဲ့ဒါကမှလူတွေကအားမရနိုင်ဘူးမကျေနပ်နိုင်ဘူးထပ်ပြီးတော့လိုချင်တယ်ဆိုတာလောဘဆိုတာလည်းမကုံနိုင်ဘူးလေနော်လောဘကုံသွားရင်လောဘခန်းသွားလို့ရှိရင်ကြတော့အရိယာဖြစ်သွားမှာအဲလောဘအကြောင်းကိုနောက်တစ်ခေါက်ကြုံတဲ့အခါကျရင်ပြန်ပြောပြမယ်အခုတော့ကိုမှရှိတဲ့အရေးအချင်းနဲ့ကိုလိုချင်တဲ့အရာနဲ့ထိုက်တန်ရဲ့လားဆိုတော့ကိုသတိမထားမိတဲ့သူတွေအတွက်ကျွန်တော်လည်းသတိမထားမိဘူးပေါ့နော်ကျွန်တော်တို့လူတွေအတွက်ဒါကျွန်တော်ကတွေးမိတာလေးပြောပြတာပါနောက်တစ်ခါလောဘအကြောင်းဆက်ပြောကြမယ်နော်